mental health ဆိုတာလူလူချင်းစီရဲ့စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုတွေနဲ့လူမှုရေးဆိုင်ရာကျန်းမာရေးအခြေအနေပဲဖြစ်ပါတယ်။ဒီအခြေအနေကလူလေးနေ့စဉ်ဘဝဆက်ဆောင်ရည်ဖြစ်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းတွေပြင်လူမှုတိုင်းဝဲတွေကဆက်ဆံရေးတွေပေါ်မှာပါအများကြီးကျိုးသက်ရောက်မှုရှိပါတယ်။စိတ်ကျန်းမာရေးပြဿနာတွေကဘာကြောင့်ဖြစ်ရတာလဲ။စိတ်ကျန်းမာရေးဟာလူတိုင်းအတွက်အရေးကြီးပြီးတော့တဦးနဲ့တဦးခံစားရမှုချင်းမတူညီတဲ့အဖြစ်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကလည်းမတူကြပါဘူး။တချို့သူတွေအတွက်တော့မိသားစုအငြင်းချင်းတွေနဲ့လူမှုရေးတွေကအဆင်ပြေနေပေမဲ့တချို့တွေအတွက်တော့အဆင်ပြေရမျိုးတွေဆိုတာဖြစ်နေပါတယ်။ဒီလိုမတူညီတဲ့ခြေအနေတွေကြောင့်ထိခိုက်မှုတွေလည်းပုံမှန်မှာမဟုတ်ပါဘူး။ဒါပြင်စိတ်ထိခိုက်မှုတွေကြောင့်ဝိသေဘသုံးဆွဲတာမျိုးတွေ genetic ပုံမှုဖြစ်ပြီးတော့စိတ်အနာတရားတွေဖြစ်လာနိုင်ပါတယ်။ဒီလိုစိတ်ချမ်းသာရေးကိုထိန်းသိမ်းဆောင်ရှောက်ဖို့အတွက်ဆိုရင်မိမိကိုယ်ကိုဦးစားပေးဖို့ကအရေးကြီးပါတယ်။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာအာဟာရပြည့်ဝတဲ့အစားအစာတွေစားရတဲ့အေးဘောပါအီတာတွေကိုပြုလုပ်သင့်ပါတယ်။ကိုယုံကြည်ရတဲ့မိသားစုတကယ်ချင်းတွေနဲ့ဆက်သွယ်ပြီးကိုယ်စိတ်ကိုအပန်းဖြေစေနိုင်တဲ့အရာတွေကိုလည်းဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ negative သတင်းတွေနဲ့ social media သုံးစွဲမှုတွေကိုလည်းရှော့ချပြီးတော့အနားယူတဲ့အချိန်မှာပြေဝအနားယူဖို့လိုအပ်ပါတယ်။စိတ်ကျန်းမာရေးပဲတနာတွေဟာခြားသောယောဂဝေဒနာတွေကိုပဲကုသလို့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လိုအပ်တဲ့အခါမှာလည်းကျွမ်းကျင်တဲ့စိတ်ကျန်းမာရေးဆရာဝန်တွေစီကနေအကူအညီရယူဖို့မလေးပါနဲ့ဒီလိုဆောင်တာဟာကိုအားနည်းလို့မဟုတ်ပေမဲ့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ပြည်သူ့စင်လို့ပဲဖြစ်ပါတယ်။